အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ enterprise organization တွေအတွက် IT course ကို short ချပြီး infrastructure management ကိုပုံမှန်ယူရှင်းစေတဲ့ model virtualization platform တစ်ခုဖြစ်တဲ့ Virtuoso အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် virtualization platform ကိုအသုံးပြုနေပေမဲ့ licensing course တွေတိုးလာတာ infrastructure management တွေပိုပြီးတော့ရှုပ်လာတာ business တိုးချဲ့လာတဲ့အခါမှာ IT infrastructure ကို scale လုပ်ဖို့အခက်အခဲတွေကြုံရပါသလားယနေ့ခေတ်မှာအသုံးပြုမှု asset usage ဒါမှမဟုတ် licensing tier အလိုက်ဈေးနှုန်းသတ်မှတ်ထားတဲ့ licensing model တွေကြောင့် IT organization တွေအတွက် TCO ကနှစ်စဉ်ပိုမြင့်တက်လာနိုင်ပါတယ်။ဒါအပြင် business တိုးချဲ့လာတဲ့အမျှ infrastructure ကိုချဲ့ထွင်ဖို့ကုန်ကျစရိတ်ကလည်းပိုမြင့်မာလာသလိုများပြားလာတဲ့ IT resource နဲ့ workload တွေကိုထိရောက်စွာစီမံခန့်ခွဲနိုင်မဲ့ infrastructure management ကလည်းပိုမိုအရေးကြီးလာပါတယ်။ဒီလိုစိန်ခေါ်မှုတွေကြောင့် IT budget တွေကလည်းပိုကုန်လာပြီးတော့ IT တွေရဲ့အချိန်နဲ့လောက်အားကိုလည်းပိုမိုသုံးစွဲလာရပါတယ်။ဒီလိုစိန်ခေါ်မှုတွေဟာ IT operation ကိုနှေးကွေးစေပြီးတော့ business growth ကိုပါထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ယနေ့ခေတ်မှာ business တွေအတွက်စွမ်းဆောင်ရည်ကောင်းပြီးတော့ cost effective ဖြစ်တဲ့ virtualization platform ကိုရွေးချယ်ဖို့ကအရေးကြီးလာပါတယ်။ virtualization ဟာယနေ့ခေတ် business environment မှာမရှိမဖြစ်လိုအပ်တဲ့ technology တစ်ခုဖြစ်လာပါပြီ။ဒါပေမဲ့ business လိုအပ်ချက်နဲ့ကိုက်ညီတဲ့ virtualization platform ကိုမရွေးချယ်နိုင်ဘူးဆိုရင် infrastructure cost တွေမြင့်တက်လာနိုင်ပါတယ်။ server resource တွေကိုလည်းအပြည့်အဝအသုံးမချနိုင်တော့ပါဘူး။ virtualization, storage နဲ့ container management platform တွေကိုတီးခြားစီမံခန့်ခွဲရတာကြောင့် management ပုံမှန်ရှုပ်ထွေးစေပြီးတော့ deployment process ကိုလည်းအချိန်ပိုကြာနိုင်ပါတယ်။ဒီလိုအခြေအနေတွေအတွက် Virtuoso က model virtualization platform တစ်ခုအနေနဲ့ကူညီပေးနိုင်ပါတယ်။ Virtuoso က virtualization, Kubernetes, storage နဲ့ cloud infrastructure management တွေကို platform တစ်ခုထဲမှာပေါင်းစည်းပေးထားတဲ့ all-in-one solution ဖြစ်တာကြောင့် infrastructure ကိုပုံမှန်လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါတယ်။ဒါအပြင် total cost of ownership TCO ကို short ချပေးနိုင်သလို high performance နဲ့ faster deployment ကိုလည်းပံ့ပိုးပေးပါတယ်။နောက်ပြီးတော့ resource utilization ကိုပုံမှန်ထိရောက်စေတဲ့အပြင် business growth like scalability ကိုလည်းလွယ်ကူစွာချဲ့ထွင်နိုင်ပါတယ်။ Reading Kubernetes နဲ့ software defined storage တို့ပါဝင်တာကြောင့် cloud native application နဲ့ model workload တွေကိုလည်းပုံမှန်ထိရောက်စွာစီမံခန့်ခွဲနိုင်ပါတယ်။အဲဒါကြောင့် Virtuoso က IT operation တွေကိုရိုးရှင်းစေပြီးတော့ business efficiency ကိုမြင့်တင်ပေးနိုင်တဲ့ enterprise virtualization solution တစ်ခုဖြစ်ပါတယ်။အကယ်၍လူကြီးမျိုးတို့ရဲ့ organization တွေအတွက် cost effective ဖြစ်ပြီးတော့စွမ်းဆောင်ရည်မြင့်တဲ့ enterprise virtualization platform တစ်ခုရှာဖွေနေရဆိုရင် Virtuoso က enterprise IT infrastructure ကို modernize လုပ်ချင်တဲ့ organization တွေအတွက်ယုံကြည်စိတ်ချရတဲ့ virtualization platform တစ်ခုဖြစ်ပါတယ်။ First မြန်မာအနေနဲ့လူကြီးမျိုးတို့ရဲ့ organization များကို high performance နဲ့ future ready virtualization infrastructure တစ်ခုအောင်မြင်စွာတည်ဆောက်နိုင်စေဖို့ deployment, consulting နဲ့ technical support ဝန်ဆောင်မှုများဖြင့်အပြည့်အဝ support ပေးဖို့အသင့်ရှိနေပါတယ်။အသေးစိတ်ရှိလိုပါကဖုန်းနံပါတ် 094231050222 ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.mm ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့တုံ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ် IT technology နဲ့ digital transformation ဆိုင်ရာ knowledge sharing video တွေအတွက် First Myanmar ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ First Myanmar, your solutions partner.